မြန်မာပြည်သားအေဂျင့်လုံးကပါတိုင်းတစ်ပါးစီကအပြည့်ပြန်လာတော့အပင်နဲ့အမေကိုခွဲသွားခဲ့တာခုတော့တွေ့ကြာပြီမပြေလဲမှုနဲ့ချိုးစားရုံကမပြောပါဘူးမေစိန်တို့ရဲ့ကဘာမှာမိဘနှစ်ပါးရှိရမြေမြန်မာပြည်ကိုပဲလွှမ်းနေအရင်ကြီးဆုံးတော့ကိုယ်နိုင်ငံကိုပြန်လာတော့မယ်မိဘနှစ်ပါးကိုခြေသူသမ်းမယ်မြန်မာပြည်ရင်ဝင်တာယာချမ်းမြေတဲ့မြစ်ပြန်ခဲ့ပြီအမေလေးသားအတွက်မငုံနဲ့တော့မြစ်ပြအနန္တကောင်းကင်ကဘာကြီးပမာအဖေနဲ့အမေကိုတီးပွဲပြင်စားခြင်းရှားတော်မှာစားတွင်လေဘယ်ရနဲ့မှနိုင်ရှင်မရအောင်အဖေမေရဲ့သာဝရမြစ်ပြပြန်တွေးတက်တာပြင်မာမြည်ရည်လေကျွန်တော်တိုင်းတစ်ပါးကပြန်ခဲ့ပါမယ်အမေတလားလာလောလာကလေးတွေအကုံးဆွဲချွေတာမစားရမတော့ရဲ့ကျွန်တော်စုပါရဲ့အဖေကိုမြဲကျွန်တော်ကတော့ပြင်ပါပြီအမေလာကိုပြန်ခဲ့ပြင်ပြီးအပြုံးနဲ့တာကိုယူနေပါမယ်အဖေနဲ့အမေစီလွန်းလို့ပြန်ခဲ့အမေရဲ့ရင်ဝင်အဖေရဲ့ရိတ်စီပြန်လာခဲ့ရင်မြန်မာပြည်သားအေဂျင့်လုံးကပါတိုင်းတစ်ပါးစီကအပြည့်ပြန်လာတော့အပင်နဲ့အမေကိုခွဲသွားခဲ့တာခုတော့တွေ့ကြာပြီမပြေလဲမှုနဲ့ချိုးစားရုံကမပြောပါဘူးမေစိန်တို့ရဲ့ကဘာမှာမိဘနှစ်ပါးရှိရမြေမြန်မာပြည်ကိုပဲလွှမ်းနေအရင်ကြီးဆုံးတော့ကိုယ်နိုင်ငံကိုပြန်လာတော့မယ်မိဘနှစ်ပါးကိုခြေသူသမ်းမယ်မြန်မာပြည်ရင်ဝင်တာယာချမ်းမြေတဲ့မြစ်ပြန်ခဲ့ပြီအမေလေးသားအတွက်မငုံနဲ့တော့မြစ်ပြအနန္တကောင်းကင်ကဘာကြီးပမာအဖေနဲ့အမေကိုတီးပွဲပြင်စားခြင်းရှားတော်မှာစားတွင်လေဘယ်ရနဲ့မှနိုင်ရှင်မရအောင်အဖေမေရဲ့သာဝရမြစ်ပြပြန်တွေးတက်တာပြင်မာမြည်ရည်လေကျွန်တော်တိုင်းတစ်ပါးကပြန်ခဲ့ပါမယ်အမေတလားလာလောလာကလေးတွေအကုံးဆွဲချွေတာမစားရမတော့ရဲ့ကျွန်တော်စုပါရဲ့အဖေကိုမြဲကျွန်တော်ကတော့ပြင်ပါ